ငါဘဝစင်ပြေရတွေကိုလို့ရဲ့ခုထိမပြောနိုင်သေးဘူးကွယ်ငါဘဝမှာဘယ်တရားရခါတယ်လဲခုထိတွေ့ဟဖြစ်နေသူငါတော့လိုရာတွေလောက်ရမယ်စင်နာစနဲ့ငါရံပတ်ဖွဲလူမချတဲ့ခုမှငါနေမျောသွားကတရားပြကံသူအမောင်းတွေဖန်ဆင်းကြမယ်ငါလိုက်မှုတော့ဘာကိုမှမတွေ့ဘူးကွယ်မှန်တရားနဲ့ငါရံပတ်ဖွဲနေထိုင်တဲ့ခုကဘာဘူးလောင်နေကြစမ်းကွာငါတယောက်တည်းပဲသာပြောနေရတယ်